မင်္ဂလာပါဒီနေ့ကျွန်တော်အကြောင်းအရာလေးတစ်ခုကိုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ဒီလိုဖုန်းမျိုးတွေဘက်ထရီနှစ်ငုတ်ပါတယ်နော်ပြီးတော့ရင်ဒီလိုဖုန်းမျိုးတွေအဲ့တော့တော်တော်များသိကျင်နေကြတာဘယ်ဟာက main လဲဘယ်ဟာကpower လဲဘယ်ဟာက charger လဲပေါ့နော်အဓိကတော့ Android တွေမှာတော့ power ရယ် charger ရယ်ဒီနှစ်ခုအတွက်သုံးတယ်ဒီစနစ်ကိုစသုံးခဲ့တာက11 Pro မှာစသုံးတယ် iPhone 11 Pro မှာသူကတော့ charger အတွက်ကြီးတည်တံ့ရင်မဟုတ်ဘူး battery အပူချိန်တွေပါတယ်အာရုံခံနိုင်ဖို့အတွက်ဆိုပြီးတော့ battery connector နှစ်ခုသုံးတာပေါ့နော်11 Pro မှာတော့ဒါမျိုးသုံးတာသူကဒီ battery တစ်ခုရဟာကိုအောက်ကိုသွားပြီးတော့သုံးတာเนาะဒါကျွန်တော် iPhone 11 Pro ကကျွန်တော်မှမရှိလို့အဲ့တော့ခွဲခြားပုံခွဲခြားနေမြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူအဲ့ဒါကျွန်တော်ပြမယ်เนาะကျွန်တော်ပြတာကိုသဘောကျရင်လည်း share သွားပေးကြအောင်เนาะကဲဟုတ်ပြီကျွန်တော်က down skate တိုင်းပြမယ်เนาะခွဲပုံလွယ်လွယ်လေးပဲဒီလိုဟာမျိုးဆိုရင်သိတာနေပြီလေဒါက main မဟုတ်ဘူးဒါအဓိက power နိုးဖို့အတွက်မဟုတ်ဘူးဒီဟာဒါ power နိုးဖို့အတွက်เนาะဒါမျိုးဆိုရင်တော့နည်းနည်းလေးခွဲရဇဝေဇဝါကြီးဖြစ်လာဟဲ့လားဒီမှာ battery နှစ်ကောင်เนาะဇဝေဇဝါကြီးဖြစ်လာဒီဘက်ကိုကျွန်တော်အရင်ခွဲပြမယ်အဲ့တော့ကျွန်တော်ကအဓိက power ပါဆိုတဲ့ငုတ်ကိုကျွန်တော်အပေါင်းငုတ်ကိုကျွန်တော် diode scale တိုင်းမယ် sorry เนาะ ground သွားထောက်မှုရ diode scale တိုင်းမယ်300ကျော်เนาะဒါရေအကုန်တစ်ဆက်သေးပဲเนาะ cable နဲ့ဆက်ထားတယ်အဲ့တော့ charger ပါဆိုတဲ့ငုတ်ကိုကျွန်တော်တိုင်းမယ် diode scale ဟာ900နီးလောက်ပေါ့เนาะ400ကျော်ပေါ့เนาะ900ပဲထားပါတော့အဲ့လောက်သွားတယ်ဟုတ်ပြီနောက်တစ်ခုတိုင်းရအောင်နောက်တစ် model တစ်ခုအဲ့တော့ဒီမှာတော့ကျွန်တော်တို့မသိသေးဘူးပေါ့ဟုတ်လားဘယ်ဟာကစို့လဲပေါ့အဓိကစို့လဲပေါ့ power စို့လဲပေါ့ဟုတ်ပြီဒီဘက်ကိုကျွန်တော်တိုင်းကြည့်မယ်410ခွန်နဲ့နော်400ကျော်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုတိုင်းအောင်ဒီဘက်မှာတငုတ်ရှိသေးတယ်နော်ဒီဘက်မှာတငုတ်ရှိသေးအဲ့ဘက်ငုတ်ကိုတိုင်းကြည့်မယ်461ဒါလေးကိုနည်းနည်းလေးရှင်းကြည့်အောင်410ခွန်461เนาะ BSI နေမတိုင်းဘူးเนาะကျွန်တော် battery အပေါင်းငုတ်တွေပဲတိုင်းတာเนาะဒီဘက်မှာ461ဒီဘက်မှာ416မယ်เนาะဒီမှာ461ဒီမှာ416တစ်ဆက်ခွန်ပေါ့เนาะဟုတ်ပြီနောက်တစ်ခုတိုင်းမယ်เนาะနောက်တစ်ခုဆိုတာဒါပြန်တိုင်းပြမယ်เนาะအဲ့ဒါအပေါင်းငုတ်ကိုတိုင်းမယ်36ခွန်နော်ဒါကြီးကတော့သိပြီးသားဒါ K40 game မယ်နော်သိပြီးသားဒါဒီလိုကြည့်လိုက်တယ်သိရဒါရှိမှ power နှိုးလို့ရမယ်ဆိုတော့သိရဒါကြီးတက်ထားရဒီအောက်တက်ထားရုံနဲ့ power နှိုးလို့မရဘူးဆိုတော့သိရနော်ဟုတ်ပြီအောက်ကိုတိုင်းကြည့်မယ်ခုန300ကျော်နော်အောက်ကိုတိုင်းကြည့်တယ်ဘယ်လောက်လဲ400ကျော်ဒါဆိုကျွန်တော်တို့နားလည်ပြီပေါ့ကဲနှစ်ခုထပ်လိုက်နားလည်ပြီပေါ့ဒါဆိုရင်ဒိုင်ယိုတန်ဖိုးအပေါင်းငုတ်တွေကိုတိုင်းတဲ့အခါမှာဒိုင်ယိုတန်ဖိုးကနည်းနေတဲ့ကောင်ကအဲ့ဒါအဓိကစို့ပဲ power line ပဲအဲ့ကောင်မရှိရင် power နှိုးလို့မရဘူး power supply မှာ ampere စမ်းလို့မရဘူးဒိုင်ယိုတန်ဖိုးများနေတဲ့ကောင်ဒီ charging အတွက်ဒါ schematic တွေမှာကြည့်မယ်ဆိုရင်လည်းအဲ့ဘက်ဒိုင်ယိုတန်ဖိုးများနေတဲ့ဘက်ကအကောင်ဒီ charging IC တောင်းဝင်ကွတ်ချက် IC အဲ့ဒီထဲပဲဝင်ထားတယ်နော်အဲ့တော့တစ်ဖက်ကpower စို့ပေါ့နော် power စို့ဒါကတော့စကလုံးသုံးလုံးလေးတော့နည်းနည်းဟိုအတင်းဆောင်လေးရှင်းရှင်းမယ် power စို့ပေါ့အဲ့ကောင်ကကြတော့ charging IC ကနေမှတစ်ဆင့် main power IC ကိုသူပထမလမ်းကြောင်းဒုတိယလမ်းကြောင်းနေတွားပြီးပေးလိုက်တယ်နော်အဲ့ဒါပေါ့အဓိကပြောချင်တာကဘာလဲဆိုတော့ဒိုင်ယိုတန်ဖို့နည်းနေ main များနေအဲ့ဒါဘာလဲဆိုတော့စက္ကန့်ပေါ့နော်1 2ပေါ့နည်းနေမိတ်များနေစက္ကန့်ဆိုတော့ power supply ကနေ ampere ကြည့်မယ်ဆိုရင်နည်းနေတဲ့ကောင်ကနေပြီးတော့ကျွန်တော်တို့ဇာကနာထောက်ပြီးတော့
power key နှိပ်ပြီး ampere ကြည့်ပေါ့ဗျာနော်ကဲအားလုံးပဲအလောက်ကန်နေအဆင်ပြေကျမ်းပါကြပါစေကျွန်တော်ကကိုသားကြီးတက်တက်တာနီးပညာဖြစ်ပါတယ်